အားလုံးပဲမင်္ဂလာပါကုန်းကျော်3D ကနေကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့ကစားမယ့်ကစားဆိုင်ရတော့220ချားကစားကွက်ပေါ့နော်ချဲဆိုတာဒီတိုင်းကြည့်ရင်တော့ကျွန်တော်တို့အန်ဆာတုံးကိုလှိမ့်ပြီးတော့ယူတာပေါ့နော် DV ထဲမှာကျွန်တော်တို့ online မှာတွေ့တာပေါ့နော်ဒါပေမဲ့ဒီကောင်ကသူက system နဲ့လာတာနော် system ကိုမှတိကျကျဟိုဖွဲ့စည်းပြီးတော့လာတဲ့ဟာပေါ့နော်ထားပါတော့20ချားကစားကွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုလာတာဒီကနန်းဒီကနန်းထူကနန်းလာရိုက်တယ်နော်36နှစ်ဒီ326ဆိုပြီးတော့ဒီနှစ်ချားမှာကနန်းထူကနန်းလာရိုက်တယ်အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့နှစ်23ချိန်မှာ900ပတ်လည်ထွက်တယ်နော်သူ့နောက်နှစ်7နှစ်သူ့နောက်နှစ်ရဲ့12ပြင်မှာ930ထွက်တယ်သူနဲ့အချိန်ကိုက်မှာကျွန်တော်တို့941ဆိုပြီးတော့ frame လာတယ်နော်အဲ့လိုပဲဒီမှာ455ဒီနှစ်ချာမှာလာထွက်တယ်455နော်သူနဲ့အချိန်ကိုက်ဟိုးအောက်မှာ23ချိန်မှာ900ရှိတယ်နော်နောက်နှစ်12ချိန်မှာကျွန်တော်တို့ဟိုတစ်နှစ်ကျော်ပေါ့အဲ့မှာ9300ထွက်တယ်9300ကနေအချိန်ကိုက်သွားလို့ရှင်ဒီမှာ415ဆိုတော့လာထွက်တယ်နော်ဒီလို frame လာတဲ့တယ်နော်အန်ဆာတုံးလှိမ့်တာမဟုတ်ဘူးနော်သူ့ဟာသူ system ကြကြလာဖွဲ့တာအဲ့လိုလာထွက်တယ်နော်ဒီလို frame လာတယ်ပေါ့ကွာအဲ့တော့ဒီလို frame လာတယ်ပြီးတော့တွိုင်းနဲ့ကျွန်တော်တို့အမြန်နဲ့တွားလိုက်မယ်နော်ဒီနေရာလာရောက်သွားပြီကွာခုနှစ်မီတော့ခွန်တစ်4နဲ့6303ဆိုပြီးတော့ဘေးကရက်လာထွက်တယ်ဟုတ်ပြီလားလာထွက်ပြီးတော့အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့305ဒီသူ့ရဲ့နောက်နှစ်ဒီလိုမင်းခုံမှာလာကြတယ်900ဒီလိုလာကြပြီးတော့သူ့ဘေးမှာ989ပတ်လေလာထွက်တယ်နော်အဲ့လိုပဲဒီဟာလဲတွိုင်းနဲ့ကျွန်တော်တို့ဒီမှာရောက်တော့ခွန်တစ်4ပတ်လေနဲ့363ပတ်လေဒီလိုလာထွက်တယ်နော်လာထွက်ပြီးတော့အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့ကနန်းတစ်ခွက်ဒီ9306ဒီခုနလိုပဲ690ဆိုပြီးတော့9 break ပေါ့ကွာဒီလိုလာထွက်တယ်သူတို့ဘေးမှာ998ဆိုတဲ့ကနန်းလာထွက်တယ်နော်အများကြီးပဲအဲ့တော့ဒီလိုတွေလာထွက်ပြီးတော့ content လေး6303လာထွက်ပြီးတော့နောက်နှစ်မှာလဲကျွန်တော်တို့ကနန်းတစ်ခွက်ဒီဟောရီက483ဒီကျွန်တော်တို့843ဆိုပြီးတော့ကနန်း2ကနန်းလဲလာရိုက်တယ်နော်ဘယ်ကနန်းကိုရိုက်ရလဲဆိုကျွန်တော်တို့အချမ်းပြင်းနေမျိုးဆိုတော့ဒီမှာ9ပိတ်ပေါ့9ပိတ်300ပိတ်နော်9ပိတ်300ပိတ်လို့လာဆောင်ပြီးတော့ဘေးရကနန်းကို1234ကနန်း2ကနန်းလဲလာရိုက်တယ်နော်လာရိုက်ပြီးတော့အဲ့ဒီနှစ်ထဲမှာလဲကျွန်တော်တို့34နှစ်ပတ်လဲလာထွက်တယ်နော်ဒီ34နှစ်ပတ်လေလာထွက်တယ်ဘယ်က34နှစ်လဲဆိုရင်သူ့အဝနေတွားလိုက်မယ်ဟိုးတန်းတွားလို့ရှင်438တဲ့ထိတယ်နော်438တဲ့နဲ့အချိန်ကိုက်မှာလဲကျွန်တော်တို့34နှစ်ဆိုတဲ့ကဏ္ဍနဲ့လာကစားတယ်နော်အဲ့လိုပဲ4ခွန်630လာထွက်တယ်သူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့ကဏ္ဍတစ်ခွက်ဒီမှာနော်ဘယ်ကဏ္ဍလဲဆိုကျွန်တော်တို့9ပိတ်300ပိတ်800ကဏ္ဍခွန်8ခုဒီကဏ္ဍ2ကဏ္ဍ8ခွန်9ဆိုပြီးတော့ကဏ္ဍ2ကဏ္ဍနဲ့လာရိုက်တယ်နော်အဲ့နှစ်ထဲမှာ3နှစ်4လဲလာထွက်တယ်သူ့အကနေသွားလိုက်မယ်တန်းသွားဟိုတူ438တဲ့နဲ့အချိန်ကိုက်မှာလဲကျွန်တော်တို့34နှစ်ဆိုတဲ့ကဏ္ဍလဲလာကစားပေးတယ်ဗောနော်တခြားကစားရရှိတယ်အဲ့တော့ဒီနှစ်ထဲမှာကျွန်တော်ဘာကစားမှာလဲဆိုကျွန်တော်တို့ခုနပြောလိုက်တဲ့ခွန်1 4 630တောင်းချပြီးတော့နောက်နှစ်မှာနော်ခုနကစားပြတ်သွားပြီ483လဲဒီလိုကဏ္ဍထုံတန်းလာရိုက်တယ်ဒီကောင်လဲလာထွက်တယ်ပြောပြီးသွားပြီအဲ့ဒီနှစ်ထဲမှာပထမဆုံးပြောချင်တာကကျွန်တော်ဟောဒီရ144ဆိုတဲ့ကဏ္ဍကိုကျွန်တော်ကစားချင်တာเนาะဒီ144အဲ့တော့ဒီ144ရဘယ်ရလဲဆိုလို့ရှိရင်ကျွန်တော်တို့364ပတ်လေလာထွက်တယ်เนาะအပေါ်ကနေမကြီးတော့တော့ခုနှစ်ချိန်ကိုက်မှာကျွန်တော်တို့969ပတ်လေလာထွက်တယ်အဲ့ဒီ969ပတ်လေလာထွက်ပြီးတော့969ကနေ1 2 3 4 5 6အပေါ်6ပြင်သွားပြီးတော့သူနဲ့ခုနှစ်အချိန်ကြီးကိုက်မှာကျွန်တော်တို့306ခွန်ပတ်လေလာထွက်တယ်နော်306ခွန်ပတ်လေလာထွက်ပြီးတော့သူ့ရဲ့အပေါ်နှစ်ပြင်ချမှာကျွန်တော်တို့6ခွန်နှစ်8လို့ထိတ်စီးလာဆောင်ပြီးတော့816တဲ့816ကဏ္ဍလာထွက်တယ်နော်
အဲ့လိုမျိုး86ကဏ္ဍလာထွက်ပြီးတော့86ကနေ1 2 3ဆင်းပြီးတော့အောက်မှာကျွန်တော်တို့9 4 3ဆိုတဲ့ကဏ္ဍလေးလာထွက်တယ်ဒီကောင်ကလည်းကျွန်တော်တို့1 5 5 3 3ဆိုပြီးတော့9 4 3ကဏ္ဍလာထွက်တယ်နော်အဲ့တော့9 4 3 86 306ခွန်အချိန်ကြိုက်ထွက်တယ်နော်အဲ့ဒီ306ခွန်နဲ့ကနေပြီးတော့1 2 3ဆင်းပြီးတော့အဲ့ဒီအောက်မှာထွက်တဲ့ကဏ္ဍကျွန်တော်တို့4 4 1ဆိုတဲ့ကဏ္ဍဒီ1 2 3 4 5ကဏ္ဍ2ကဏ္ဍလာရိုက်တယ်နော်အဲ့လိုလာရိုက်တဲ့ကဏ္ဍကိုကျွန်တော်ကနောက်နှစ်ကိုထပ်ထုတ်မယ်1 4 4ဆိုပြီးတော့နော်ဒီမှာထုတ်ပါအဲ့တော့ဘယ်အချိန်မှာထုတ်မှာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်အချိန်မှာထုတ်မှာလဲဆိုလို့ရှိရင်ဒီ frame ထဲမှာကျွန်တော်တို့235ပတ်လည်လာထွက်เนาะသူရဲ့နောက်ကြောင်းတွေပြောတော့ဗောနော်235ပတ်လည်ထွက်ပြီးတော့အောက်တပင်ချာမှာကျွန်တော်တို့1 2 3 4 5 6ခွန်8 9ဒီနေရာမှာ9ခွန်3လာထွက်တယ်เนาะအဲ့ဒီ9ခွန်3ကနေကျွန်တော်တို့ဆင်းလိုက်မယ်1 2 3 4ဆောင်း4ခါ4ပြင်ဆင်းပြီးတော့1 2 3 4အဲ့ဒီနေရာမှာအဲ့ဒီ1 1 4ကိုပြန်ထုတ်မှာเนาะခုနပြောလိုက်တဲ့86 306ခွန်နဲ့အချိန်ကိုက်မှာထွက်တဲ့ကဏ္ဍဒီကဏ္ဍဒီကဏ္ဍဒုကဏ္ဍလာရိုက်တယ်အဲ့ဒီကောင်နောက်နှစ်ကိုထုတ်မှာဘယ်အချိန်မှာထုတ်မှာလဲဆိုကျွန်တော်တို့325ပတ်လဲ9ခွန်3ပတ်လဲနဲ့အချိန်ကိုက်မှာ144ကိုပြန်ထုတ်မှာเนาะ144ကို144လို့ကစားလဲရတယ်ဒါပေမဲ့ကျွန်တော်က question နဲ့ရွှေ့မှာဒီနေရာမှာကျွန်တော်ကဒီကဏ္ဍကိုရွှေ့ဟုတ်ပြီလားအဲ့တော့အဲ့လိုမျိုးပဲခုနလိုပဲကျွန်တော်တို့ဒီမှာ436ပတ်လည်ထွက်တယ်သူနဲ့အချိန်ကိုက်မှာ969ပတ်လည်လာထွက်တယ်1 2 3 4 5 6အပေါ်6ပင်တက်ပြီးတော့တန်တန်သွားခုနှစ်กว่าဝေးကိုက်မှာခွန်60လာထွက်တယ်နော်သူလာထွက်ပြီးတော့ခုနလိုပဲအပေါ်နှစ်ပင်ချားနေ6ခွန်2 8ဆိုပြီးတော့861ကဏ္ဍလာထွက်တယ်နော်ခုနလိုပဲ1 2 3အောက်ဆင်းလို့ရှိရင်လည်း9 4 3လာထွက်တယ်နော်ဘယ်လိုထွက်တာလဲခုနလိုပဲ1 5 5 3 3ဆိုပြီးတော့4 5 3လဲကဏ္ဍလာတည့်တယ်နော်ဒီလိုလာတည်လိုက်တဲ့861ခွန်60ရဲ့1 2 3အောက်မှာထွက်တဲ့ကဏ္ဍနေခုနလိုပဲ4 3 4ဒီ1 2 3 4 5ကဏ္ဍ2ကဏ္ဍလာရိုက်တယ်နော်အဲ့လိုလာရိုက်တဲ့ကဏ္ဍကိုကျွန်တော်နောက်နှစ်ကိုထုတ်မှာဒီချိန်မှာထုတ်မှာဘာဖြစ်လို့လဲနော်ခုနလိုပဲကျွန်တော်တို့9 3 2ပတ်လည်နဲ့အချိန်ကိုက်မှာ3ခွန်5ပတ်လည်လာထွက်တယ်ဒီကောင်ကနေ1 2 3 4သွားမယ်1 2 3 4ဒီနေရာမှာကျွန်တော်ကဒီကဏ္ဍ4 3 4 4 3 4ကိုဒီမှာပြန်ထုတ်မှာဟုတ်ပြီလား4 3 4ဆိုပြီးတော့ပြန်ထုတ်မှာဒီနေရာမှာเนาะရှင်းလားမသိဘူးအကျမ်းပြင်းနဲ့ပြန်ပြောမယ်เนาะ364 596ချိန်ရီကိုက်နော်ကိုယ်ပြန်ရင်လိုက်ဟိုးသွားမယ်306ခွန်ထွက်တယ်816ထွက်တယ်943ထွက်တယ်ဒီလိုလာထွက်လိုက်တဲ့306ခွန်ရဲ့ဒီအချိန်မှာကြားတဲ့ကဏ္ဍဒီကဏ္ဍ2ကဏ္ဍလာရိုက်တယ်အဲ့ဒီကဏ္ဍကိုနောက်နှစ်ကိုထပ်ထုတ်မယ်ဒီနေရာမှာဘယ်နေရာမှာလဲ235ပတ်လဲ9ခွန်3ပတ်လဲနဲ့အချိန်ကိုက်မှာ144ဆိုပြီးတော့ပြန်ထုတ်မယ်အဲ့လိုမျိုးပဲကျွန်တော်တို့436 569ခွန်60အချိန်ကိုက်မှာ861ချိန်ကိုက်မှာ453ဒီလိုလာထွက်လိုက်တဲ့ခွန်60ရဲ့တောင်းမှာကြားတဲ့ကဏ္ဍဒီကဏ္ဍ2ကဏ္ဍလာရိုက်တယ်အဲ့ဒီကဏ္ဍကိုနောက်နှစ်ကိုထုတ်မှာဒီနေရာမှာဘယ်နေရာမှာလဲကျွန်တော်တို့325 3ခွန်5ဒီနေရာမှာအချိန်ကိုက်မှာကျွန်တော်တို့4 3 4ကိုပြန်ထုတ်မယ်เนาะကဏ္ဍ2ကဏ္ဍရိုက်ရင်တော့144ပေါ့ဟုတ်ပြီလားအဲ့တော့နောက်တစ်ခုကဒီကစားကွက်ထဲမှာဘာကစားကွက်ရှိလဲဆိုလို့ရှိရင်968နဲ့ဒီလိုတောင်းမှာ2 try လာထွက်တယ်เนาะ968 8 try လာရှိတယ်အဲ့ဒီ968ရဲ့ဟ
ဟိုမှာတော့အပေါ်နဲ့အောက်လို့အပေါ်နဲ့အောက်နဲ့လောက်တာပေါ့နော်အဲ့ဒီ968ရဲ့တပင်ချာကဏ္ဍပေါ့ဟိုရ858ဆိုတဲ့ကဏ္ဍဒီကျွန်တော်တို့သူ့အပေါ်နဲ့တော့1 2 3 4 5 6 9 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
ကွန်ဆက်ရှစ်အခုကျွန်တော်တို့ကစားတဲ့နှစ်ထဲမှာလာထွက်တယ်858ဆိုပြီးတော့အဲ့လိုထွက်လိုက်တဲ့ကဏ္ဍ858ဒီအဲ့ဒီနှစ်ထဲမှာ3ခါမြောက်ပြန်ကြထွက်တယ်နော်ဒီမှာတစ်ခါထွက်တယ်ဒီမှာတစ်ခါထွက်တယ်988နော်ဒီမှာလည်းထွက်တယ်ဒီမှာလည်းထွက်တယ်နောက်တစ်ခါပြန်ထွက်မယ်858ဆိုပြီးတော့နော်ဘယ်အချိန်မှာထွက်မှာလဲဆိုကျွန်တော်တို့966ပတ်လည်နဲ့1 2 3 4 5ဒီညမှာလာထွက်မယ်3ချိန်မြောက်ပြန်ကြကဏ္ဍဟုတ်ပြီလားအဲ့လိုမျိုးပဲကျွန်တော်တို့865ပတ်လည်ထွက်တယ်2 try လာထွက်တယ်နော်အဲ့ဒီ865ရဲ့ခုနတော့အပေါ်တပင်ချပါခုအောက်တပင်ချမှာထွက်တဲ့ကဏ္ဍ653ဆိုတဲ့ကဏ္ဍဒီခုနလိုပဲအပေါ်သွားလိုက်မယ်1 2 3 4 5 6 9 8 9 10 11 12 13 14 15 16 17 18ကဏ္ဍ2ကဏ္ဍလာရိုက်တယ်ခုနလိုပဲအဲ့ဒီကဏ္ဍဒီအဲ့ဒီနှစ်ထဲမှာ3ခါပြန်ကြမှာဒီမှာတစ်ခါထွက်ပြီးနောက်တစ်ခါလာထွက်ပြီးဒီမှာ356နဲ့နော်အဲ့ဒီကဏ္ဍကိုကျွန်တော်ဒီအချိန်မှာပြန်ထုတ်ပါဘယ်အချိန်မှာလဲကျွန်တော်တို့696ပတ်လေရဲ့1 2 3 4 5ဒီညမှာပြန်ထုတ်နော်ဘာကဏ္ဍလဲ356ပတ်လေပေါ့963ပတ်လေကိုဒီညမှာပြန်ထုတ်ပါဟုတ်ပြီလားတနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီ966ပတ်လည်နဲ့1 2 3 4 5ဒီမှာကြမဲ့ကဏ္ဍပြန်ကြကဏ္ဍဒီကျွန်တော်တို့ခုနပြောလိုက်တဲ့306ခွန်နဲ့တောင်းမှာကြတဲ့ကဏ္ဍ2ကဏ္ဍလာရိုက်တဲ့တောင်းကကဏ္ဍ988ဒီမှာလာကြလို့ယူဆလို့ရတယ်နော်အဲ့တော့ဒီမှာ666ပတ်လည်လာထွက်ပြီးတော့1 2 3 4 5ဒီမှာကြမဲ့ကဏ္ဍဒီကျွန်တော်တို့ခုနပြောလိုက်တဲ့ခွန်60 434ကဏ္ဍ2ကဏ္ဍလာကြပြီးတော့အဲ့ဒီတောင်းမှာကြတဲ့ကဏ္ဍ145ဒီအောက်တပင်ချမှာပြန်ကြဆိုပြီးတော့လေယူဆလို့ရတယ်နော်ဒါတော့အစုံယူပြတာပေါ့ကွာနောက်တစ်ခုကပါလဲဆိုကျွန်တော်တို့360ပေါ့နော်360ရဲ့အဲ့ဒီနှစ်ထဲမှာပြန်ကြလို့လာကစားတယ်ကလင်နာထဲမှာ3ကတ်ရှိတယ်နော်အဲ့လိုမျိုး360ဒီပြန်ကြလို့လာကစားလို့ရှိရင်သူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့84တွဲပါတဲ့ကဏ္ဍ84ပါတဲ့ကဏ္ဍဒီအဲ့ဒီနှစ်ထဲမှာကျွန်တော်တို့ဒဲနဲ့ပြန်ကြတယ်834ဆိုပြီးတော့ဟုတ်ပြီလားဒီမှာလဲ630ဒီပြန်ကြလာကစားတယ်เนาะအဲ့တော့သူ့ရဲ့နောက်နှစ်မှာကဏ္ဍတစ်ခွက်84ပါတဲ့ကဏ္ဍเนาะ84ပါတဲ့ကဏ္ဍဒီမှာ840ဒီ840ဆိုပြီးတော့ဒဲနဲ့ပြန်ကြလာထွက်ပြီးတယ်เนาะအဲ့ဒီမှာလဲသူက63ဒီ6303လို့ကဏ္ဍ2ကဏ္ဍပြန်ကြလာထွက်တယ်အဲ့တော့နောက်သူ့ရဲ့ရှေ့နှစ်မှာကျွန်တော်တို့84ပါတဲ့ကဏ္ဍဆို894တပေါက်ပဲရှိတယ်เนาะ894ဒီမှာ84ပါတဲ့ကဏ္ဍကျန်တဲ့နေရာမှာ84ပါတဲ့ကဏ္ဍမရှိတော့အဲ့တော့အဲ့ဒီ84ပါတဲ့ကဏ္ဍလည်းဒီအချိန်မှာထိုးလို့ရတယ်เนาะ894เนาะဟုတ်ပြီလားကဲချိန်တူကစားပါเนาะကျွန်တော်တို့ဒီနေ့ပြတဲ့ကဏ္ဍကတော့ကျွန်တော်တို့434ရယ်963 3ခါကြပြန်ကြရယ်ကျွန်တော်တို့145ရံပေါ့နော်145ရယ်ကျွန်တော်တို့894เนาะကဲအားလုံးပဲအောင်မြင်ကြပါစေကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပေးခြင်းဖိအားပေးကြပါ